ချဆိုတာဘူလာတဲ့ယုံကြည်ခဲ့ရင်ဒီနေ့ရဲ့ဒုက္ခတွေကိုဘာကြောင့်ညှိတွားလို့နေမလဲအိမ်မက်တွေကိုလူလည်းမပြစ်ပါနဲ့ဟိုညံလုံးနဲ့ပန်းပွင့်ငယ်လေးတွေတော့တန်တန်လုံးနဲ့မြေပြင်ကိုကြောလို့ပေါက်ထွက်ခဲ့တာပဲစိတ်လျှော့ပါနဲ့အားတင်ပါွယ်